လမ်ဘေးကခေပန်းတွေကောက်ရောင်ရင်းနဲ့6 ဘာသာဂုံတူးရှင်ဖြစ်လာခဲ့တဲ့သားလေးတိုးဝေရန်ကတော့လူငယ်တွေအတူယူစရာကောင်းလောက်တဲ့ចောင်းသားတစ်ယောက်ဖြစ်လာခဲ့တဲ့သူပေါင်းမိဘတွေကဆင်းရဲကចောင်းစရိတ်မထောက်ပံ့နိုင်တဲ့အခါမှာတော့စနက်တန်းကိုခေပန်းရောင်းရင်းနဲ့ចောင်းတက်ခဲ့ရပါတယ်အိမ်ဘေးမှာရှိနေတဲ့ခေပန်းတွေကိုကောက်ပြီးတီးကလိုက်ရောင်းလို့ရတဲ့ငွေနဲ့ကျူရှင်စည်းနဲ့ចောင်းစရိတ်ကိုဖြည့်ရှင်းနေရတာပါကိုပိုင်ចောင်းလည်းမတက်နိုင်ပင်နဲ့ကံပဲ့ចောင်းမှာသာတက်ခဲ့ပြီးချိုးတဲ့စွာနဲ့တက်ခဲ့ရပါတယ်ဒါပေမဲ့သားလေးကအခုဆိုရင်တော့တနိုင်ငံလုံးမှာအမှတ်အများဆုံး top 9အဆင့်ကိုဝင်ခဲ့တာပါ6 ဘာသာဂုံတိုးနဲ့လည်းအောင်ခဲ့တာမလို့အားလုံးအတွက်တော့ချီးကျူးစရာပဲရှင်တိန့်100ကျော်ကုန်ကြတဲ့ကိုပိုင်ကျောင်းတွေကိုတက်ကငွေများစွာကုန်ကြနေရတဲ့ကလေးတွေထက်ဆိုင်ရင်သားလေးကသူ့ကိုယ်သူခေပန်းရောင်းပြီးကိုယ်တိုင်စူးစမ်းမှုနဲ့ဒီအဆင့်ထိရောက်လာခဲ့တာပါသူတို့ဆွေမျိုးမှာပထမဆုံးသော6 ဘာသာရသူဖြစ်ကပညာတတ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်ဖခင်ကချင်းခုတ်ကမိခင်ကမုံရင်းကတဲမလို့ဆရာဝန်ဖြစ်ဖို့တော့အလှမ်းဝေးနေသေးတာပါသားလေးရဲ့အိမ်မက်ဖြစ်တဲ့စေချောင်းတက်ရဖို့လဲကိုညီသူတွေပေါ်လာစေဖို့တင်ဆက်ပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်။သားလေးတိုးဝင်ရလည်းဖြစ်ချင်တဲ့အိမ်မက်ကိုအကောင့်ထဲဖော်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။